ကမ္ဘာမြေပုံပေါ်မှာအင်အားကြီးဆုံးနဲ့အခြေခိုင်ဆုံးလို့ယူဆထားတဲ့အင်ပါယာကြီးတစ်ခုပြိုကွဲသွားဖို့ဘာတွေလိုအပ်မယ်လို့သင်ထင်ပါသလဲနျူကလ িয়ার လက်နက်တွေလားဒါမှမဟုတ်သွေးချောင်းစည်းစိမ်မဲ့တတိယကမ္ဘာစစ်ကြီးလားတကယ်တမ်းတော့နိုင်ငံပေါင်း15နိုင်ငံကိုစုစည်းထားတဲ့အီယာမဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားဖို့အတွက်အမေရိကန်ကတနက်တစ်ချက်တောင်ဖောက်စီအောင်မလိုခဲ့ပါဘူးဒီအင်ပါယာကြီးအစပြုပြီးတွန်းလှဲခဲ့တာကတော့လူဦးရေ3 သန်းလောက်ပဲရှိတဲ့ဥရောပတိုက်ကလစ်သူယေနီးယားဆိုတဲ့နိုင်ငံငယ်လေးပဲဖြစ်ပါတယ်လစ်သူယေနီးယားနိုင်ငံဟာဥရောပမြောက်ပိုင်းဘော့စတစ်ကမ်းရိုးတန်းမှာအေဂျင့်တဲ့နိုင်ငံလေးပါဒါပေမဲ့1939ခုနှစ်မှာတော့သူတို့ရဲ့ကံကြမ္မာဟာအဆိုးရွားဆုံးပြောင်းလဲသွားခဲ့ပါတယ်ဟစ်တလာနဲ့စတာလင်တို့ရဲ့လျှို့ဝှက်စာချုပ်အရလစ်သူယေနီးယားဟာဆိုဗီယက်ရဲ့ကျူးကျော်မှုကိုခံလိုက်ရပြီးအတင်းအဓမ္မဝါမျိုးခြင်းကိုခံခဲ့ရပါတယ်ပြည်သူသိန်းနဲ့ချီဆိုက်ဘေးရီးယားရဲ့အေးဆက်လာတဲ့အကျဉ်းစခန်းတွေစီကိုပို့ခံခဲ့ရပါတယ်လွတ်လပ်ခွင့်ကိုပိုင်ယဉ်ကျေးမှုနဲ့စကားပြောခွင့်တွေအားလုံးအပိတ်ပင်ခံခဲ့ရပါတယ်ဒီလိုနဲ့ဆယ်စုနှစ်9ခုလောက်အမှောင်ဖုံးခဲ့ပေမဲ့သူတို့ရဲ့ရင်ထဲကလွတ်လပ်ရေးမိတော့ကတော့တစ်ချက်ကလေးမှမငြိမ်းသွားခဲ့ပါဘူး1980နောက်ပိုင်းမှာဟောဘာချော့ရဲ့ပြည်ပြင်ပြောင်းလဲရေးလေပြေလေးစတင်တိုက်ခိုက်လာချိန်မှာတော့လစ်သူယေနီးယားတွေဟာအခွင့်အရေးကိုအမိအဆုတ်ကိုင်လိုက်ပါတယ်သူတို့ရဲ့ဒေါ်လာရေးကတကယ့်ကိုထူးဆန်းပါတယ်သနက်တွေဓာတ်တွေအစားသူတို့ရဲ့သချင်းတွေကိုကင်ဆယ်ခဲ့ကြပါတယ်ဆိုဗီယက်အစိုးရကနှစ်ပေါင်း50ကြာပိတ်ပင်ထားတဲ့သူတို့ရဲ့ရိုးရာသချင်းတွေမျိုးချစ်သချင်းတွေကိုလူသိန်းနဲ့ချီပြီးလမ်းပေါ်ထွက်တည်ဆိုခဲ့ကြတာပါဒါကိုသမိုင်းမှာ Sinin Revolution လို့ခေါ်ကြပါတယ်အကြမ်းဖက်စစ်တပ်ကိုယဉ်ကျေးမှုနဲ့အန်တုပြလိုက်တာပါ1989ခုနှစ်ဩဂုတ်လ23ရက်နေ့မှာတော့တကမ္ဘာလုံးအော်သွားရမယ့်မြေခွင်းတစ်ခုပေါ်ပေါက်လာပါတယ်လစ်သူယေနီးယားလက်ဗီးယားနဲ့အက်စတိုနီးယားဆိုတဲ့ဘော်တစ်နိုင်ငံ3နိုင်ငံကပြည်သူ2 သန်းကျော်ဟာတယောက်လက်ကိုတယောက်ချိတ်ပြီးတော့မိုင်ပေါင်း420ကျော်ရှိလျားတဲ့အေယာမလူသားကြိုးတန်းကြီးကိုဖန်တီးလိုက်ကြတာပါအားတို့ဟာဆိုဗီယက်အောက်မှာမနေကျင်တော့ဘူးဆိုတာကိုငြိမ်းချမ်းစွာနဲ့ကမ္ဘာကသိအောင်ကျူးကျော်လိုက်တဲ့သမိုင်းဝင်တစ်နေ့ပါပဲနောက်ဆုံးမှာတော့1990မတ်လမှာလစ်သူယေနီးယားကလွတ်လပ်ရေးကြေညာလိုက်ပါတယ်ဒါဆိုဗီယက်အင်ပါယာကြီးရဲ့ဖောင်ဒေးရှင်းကိုပထမဆုံးအကြောင်းထင်စေခဲ့တာပါမော်စကိုကအကြီးကျယ်ဒေါသထွက်ပြီးစီးပွားရေးပိတ်ဆို့မှုတွေလုပ်ခဲ့ပေမဲ့ပြည်သူတွေကဒူးမထောက်ခဲ့ပါဘူး1992ခုနှစ်ဇန်နဝါရီလ13ရက်နေ့ညမှာတော့ဆိုဗီယက်ရဲ့တင်ကားတွေနဲ့ KGB ရူတပ်ဖွဲ့တွေဟာမြို့တော်က TV တာဝါတိုင်းကိုစီးနင်းဖို့ရောက်လာပါတယ်အဲဒီမှာပြည်သူတွေကတင်ကားတွေရှိမှလူသားတိုင်းလုပ်ပြီးတချင်းတွေဆိုရင်ကာကွယ်ခဲ့ကြပါတယ်ဒီဖြစ်ရမှာအပြစ်မဲ့ပြည်သူ14ဦးအသက်ဆုံးရှုံးခဲ့ရပေမဲ့ဒီသွေးဆက်တွေကပဲဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ညီကုန်းကိုအရှိန်မြင့်ပေးလိုက်ပါတော့တယ်လစ်သူယေနီးယားရဲ့တပ်တီကိုမြင်ပြီးယူကရိန်းဂျော်ဂျီယာအစရှိတဲ့နိုင်ငံတွေကပါလက်ရည်တောင်းဆိုလာကြရာကနေ1991ဒီဇင်ဘာမှာတော့ကမ္ဘာအင်အားအကြီးဆုံးဆိုဗီယက်ယူနီယံကြီးအပြီးတိုင်ပြုတ်ကွဲသွားခဲ့ရပါတယ်မြေပုံပေါ်မှာတိတိလေးဖြစ်တဲ့လစ်သူယေနီးယားနိုင်ငံလေးဟာစစ်တပ်အင်အားမရှိပေမဲ့စီးလုံးမှုနဲ့လွတ်လပ်ခွင့်ကိုမြင်လို့တဲ့စစ်တပ်တစ်ခုတည်းနဲ့ပဲနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားတဲ့အင်ပါယာကြီးကိုအလဲထုတ်ပြသွားခဲ့တာပါဒါကြောင့်မေးချင်တာကသင်အမြင်မှာရောနိုင်ငံတစ်ခုအဖွဲ့အစည်းတစ်ခုပြိုလဲသွားစေနိုင်တဲ့အရှိန်အဝါအကြီးဆုံးအင်အားဟာလက်နက်တွေလားဒါမှမဟုတ်ပြည်သူတွေရဲ့စီးလုံးညီညွတ်မှုလားဒီသမိုင်းဝင်ဖြစ်ရပေါ်သင်ဘယ်လိုမြင်တယ်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like နဲ့ share လုပ်ဖို့လည်းမမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်